အမကြီးမရှိဘူးအကိုကြီးပဲခေါ် ဟာလား အကိုကြီးခေါ် ဦးတယောက်တည်းလား ဟောအကိုကြီးတော့ပဲခေါ် ဟောကိုကြီးကအိမ်မှာတယောက်တည်းနေတာလား အေးတယောက်တည်း သမီးလေးနည်းနည်းလောက်ကြွေးပါလားသမီးမစားရတာ2ရက်လောက်ရှိပြီ ကဲခဏလေးစောင့် ဟုတ်ကဲ့ ခဏလေးစောင့်ထမင်းကြည့်မယ်နော် သမီးကျွေးမှာ အေး ကျေးဇူးတင်ပါတယ်ဗျာ အေး ဆရာမချမ်းသာပါစေဒီတမကလူနိုင်တန်းနိုင်ပါစေ ကဲ ကျေးဇူးတင်ပါတယ်ဗျာ ရော ကျေးဇူး ဟုတ်ပါ ဟုတ်ကဲ့ မစားတော့ ကျွန်တော်ဒီပကံလေးနဲ့ထည့်ပေးပါလား ဒါလေးနဲ့မစားဘူး အာနာလို့ပါကျွန်တော်မစားရဲပါဘူးကျွန်တော်ပကံလေးနဲ့ပဲကျွန်တော်စားပါမယ် ကဲပြီးရောကွာမင်းသဘောတိုင်းပဲ ဟုတ်ကဲ့ ထည့်လိုက်ပြီ ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ ဟုတ်မှာ ဆရာမချမ်းသာပါ ကုန်ထည့်ပေးမယ် ဟုတ်ညာယူရဲ့ညာယူရဲ့ အေး စားမယ်နော် စား အများကြီး အေးစားဝန်သားတာကွာအဲ့လိုစားရတယ်မင်း မင်းနဲ့ခင်ဗျာမစားရကြ ဟုတ်လား ဟုတ် အိုးမင်းအချိန်တော့ညနေဆုံးသွားပြီဟဲ့ငါသားလေးရ ဟင်းရောက် ရေး ငါကလည်းပြောရမ်းရမှာတောက်ပါမယ် ဟောအေးဟုတ်ပြီရတယ် အဲ့ဒါအားရတော့ဟိုနားရဲ့တစ်ပိအောက်မှာသွားစားလိုက်တော့ ဩစားပါအေးမင်းဒါကြီးအခုစားပြီးလို့ရှိရင်မင်းမနေ့ကမင်းဘယ်လိုစားမလို့မနေ့စား ဒီလိုပဲမနေ့မိုးလေးလဲတောင်းစားညနေလဲတောင်းစားတာပဲ အာမဟုတ်သေးပါဘူးကွာဒုက္ခပါပဲငါစီတင်ပေးလိုက်ပါမင်းခဏလေး ဟမ် ခဏလေး ဟုတ် ရော့ပတ်စံ3000 ဟိုထမင်းကျွေးပြီးပဲကျွန်တော်မရှိတော့ပါဘူးအားနာလို့ပါ ရော့ကြီးအဲ့ဒါမင်းတို့ဘဝတုန်းကဒါနအုပ်စုလို့မြေဝဲမြုပ်ခဲ့တာနဲလို့ ဟုတ်ကဲ့ လူကတန်းခဲ့ရမှာဒီဘဝမှာအဲ့ဒီဟိုဘက်ကဘဝကအကျိုးတွေခံစားရတာ ဟုတ်ကဲ့ပါ အ